ညီကိုရီးယားလုံးမဲ့မင်္ဂလာပါစပေါ့ကီကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Chelsea တင်းရဲ့ကွင်းလယ်ကစားသမား Andre Santos အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ Andre Santos ရဲ့ကစားဟန်ကိုကြည့်မယ်ဆိုရင်သူကခစ်တစ်ကွင်းလယ်လူတစ်ယောက်မှရှိတဲ့အရေးချင်းအကုန်လုံးကိုပိုင်ဆိုင်ထားတာကိုတွေ့ရပါတယ်ဒီယာရိုဆေနီယာရဲ့လက်အောက်မှာသူ့ရဲ့ကစားပုံကပို့ပြီးတော့စီးဆင်းမှုရှိလာသလိုကျွန်တော်ပရိသတ်တွေအတွက်လည်းကြည့်ရတာပို့ပြီးတော့အရသာရှိလာတယ်ပြောရမှာပါSantos ရဲ့အဓိကအားသာချက်ကတော့ press resistance ပါပဲပြိုင်ဘက်တွေဘလောက်ပဲဖိအားပေးပါသေးသူကတီတီငိမ့်နေတဲ့ဘောလုံးကိုထိန်းချုပ်ထားနိုင်ပါတယ် deep line play making ခံစစ်တန်းသားအထိဆင်းပြီးတော့ဘောလုံးကိုလက်ခံတယ်ပြီးရင်ကွင်းလက်ရဲ့ဟန်ချက်ကိုသူကပဲထိန်းပေးပါတယ် vision and range တိုတိုနဲ့မှန်မှန်ပေးပို့မှုတွေတင်မကဘဲနဲ့ကွင်းရဲ့တစ်ဖက်ချမ်းစီကိုလှပတဲ့ diagonal long ball တွေအဖြတ်ပေးပို့မှုတွေနဲ့တိုက်စစ်လမ်းကြောင်းကိုချက်ချင်းပြောင်းလဲပြစ်နိုင်ပါတယ်ဘောလုံးဆွဲတင်မှုဒါအပြင် Santos က ball carrier ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်ကွင်းလယ်မှာနေရာလွတ်တွေ့တာနဲ့ဘောလုံးကိုရှေ့စီကိုအပတ်ပါဆွဲတင်သွားတတ်ပြီးတော့ Rosinha ရဲ့တိုက်စစ်စင်ကွက်တွေကိုပို့ပြီးတော့လည်းမြန်ဆန်စေပါတယ်။သူ့ရဲ့ပထမဆုံးထိချက် fast dash ကပြိုင်ဘက်လူကိုကြံရိပ်စေခဲ့ပြီးလုံလောက်တဲ့အထိအားသာချက်ကိုပေးသွင်းနိုင်ပါတယ်။ Tactical intelligence နည်းဗျူဟာပိုင်းနားလည်မှု Rosinha ရဲ့ကစားကွက်မှာ Santos ကနေရာလွတ်ကိုနားလည်မှုအပိုင်းမှာတိတိတတ်တာတိုးတက်လာတာကိုမြင်ရပါတယ်။ဘောလုံးမရှိတဲ့အချိန်မှာပြိုင်ဘက်ရဲ့ပေးပို့မဲ့လမ်းကြောင်းကိုကြိုတင်ဖက်ပြီးတော့ဖြတ်တောက်တာတွေကအသင်းကိုခံစစ်ကနေတိုက်စစ်ကိုချက်ချင်းပြောင်းပေးနိုင်မှုအခွင့်အရေးတွေပေးပါတယ်။ကွင်းလယ်ကနေတိုက်စစ်ဆင်တဲ့အခါအနောက်ကနေနောက်ကျမှ area တွေကိုပြေးဝင်လာတဲ့သူ့ရဲ့အလေးထားကပြိုင်ဘက်နောက်ခံလူတွေဒုက္ခပေးလေးရှိပါတယ်။အတူတူပြောရရင်တော့ Andre Santos ကကွင်းလယ်မှာခံစစ်အတွက်ဒိုင်းတစ်ခုဖြစ်တယ်လို့တိုက်စစ်အတွက်လည်းလမ်းပြကျဲတစ်ပွင့်ဖြစ်လာပါတယ်။ Rosinha ရဲ့ယုံကြည်မှုနဲ့ Santos ရဲ့ပါရမီပေါင်းဆက်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ကရေးသွေးမြစ်ကွင်းလယ် foundation တရားထွန်းတောက်လာမှုကိုမြင်တွေ့နေရပြီပဲဖြစ်ပါတယ်။ဒီတော့ဒီဆရာတပည့်နှစ်ယောက်ကရှေ့လျှောက်ဘာတွေလုပ်ပြအောင်မလဲဆိုတော့စောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်။ brother တို့ရော Andre Santos အပေါ်မှာဘယ်လိုမြင်နေရှိကြလဲဆိုတော့ comment မှာတစ်ချက်မျှဝေပေးသွားလို့ရပါတယ်။စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေကိုအကောင့်ဖောက်စော်ကစားခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာရောက်စော်ကစားလို့ရပါတယ်။ Viber Telegram ဖုန်းနံပါတ်3996898845ကိုဆက်သွယ်ဆုံးသတ်ပြီးတော့အကောင့်ဖောက်စော်ကစားလို့ရတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ခုလိုမျိုးဆုံးဖြတ်ကြည့်ယူသွားပြီးညီကိုအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။